ဒီတရုတ်နဲ့အိန္ဒိယရဲ့အနေအထားထိုင်းနိုင်ငံရဲ့အနေအထားတွေဘင်္ဂလားဒေ့ရှ်ရဲ့အနေအထားတွေပေါ့နော်ဆိုတော့ဒါနဲ့ကျွန်တော်စရခြင်းတယ်မိခွန်လို့ပြောရမှာတဲ့ဟိုဆွေးနွေးချက်လိုမျိုးပို့ပြီးမှဖြစ်မယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီမြန်မာနိုင်ငံရဲ့ဒီအိမ်နီးချင်းနိုင်ငံများဆိုင်ရာကိစ္စတွေ geopolitics ကိစ္စတွေရောပြီးမှဒီစကားမတွေရဲ့နလန်ထလာတဲ့ကိစ္စတွေရောဆက်ပြီးမှပြောရမှာဆိုတော့ကျွန်တော်လည်းတက်နိုင်တဲ့တိုးအောင်တုံ့တက်ရမယ်ဆိုရင်ဒီတရုတ်နိုင်ငံကတော့တကက်တချိန်ထိုးတိုးတက်နေတဲ့ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တယ်ဆိုတော့သူ့မှာဘယ်သူမဆိုပေါ့ဟိုစဉ်းစားတယ်ဆိုရင်ကိုကစက်ကြောလာရဲ့အလေကောင်ပါပဲကမ္ဘာအကြောင်းပြောမယ်ဆိုရင်ကိုယ့်ကိုဗဟိုပြုပြီးစဉ်းစားမှာပဲဆိုတော့တရုတ်အနေနဲ့မြန်မာနိုင်ငံကိစ္စကိုဘယ်လိုမူဝါဒတွေချမလဲဆိုတော့သူ့ရဲ့အကျိုးစီးပွားကိုဗဟိုပြုပြီးမှချမှာပဲ၎င်းနည်းတူအိန္ဒိယလည်းဒီလိုပဲအမေရိကလည်းဒီလိုပါပဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့အရေးကြီးတာကမြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုဗဟိုပြုပြီးမှကိုယ့်ဘာကိုလှုပ်တင်တာကိုလှုပ်ဖို့ဟာလည်းအရေးကြီးဆုံးပါပဲကျွန်တော်တို့လူတွေကကိုလှုပ်တင်တဲ့ဟာကိုအောင်မြင်အောင်မလုပ်နိုင်ဘဲနဲ့သူများကိုအပြစ်မြင်တာထက်သူများနေရာမှာကိုဝင်ပြီးမှဆိုဘာဖြစ်နိုင်လာနိုင်မလဲငါတို့ကဘာလုပ်တင်တယ်လဲအခုမှသဘောကဗျာမှာကျွန်တော်တို့တော်လန်ရေးတွေကိုစီလုံးမှုမရှိဘူး NUG ကိုလည်းရေရှည်မှာအပြစ်တင်လာကြတာကျွန်တော်ကြားမိတယ်ကျွန်တော်တို့က NUG နဲ့အဖွဲ့ဝင်လည်းမဟုတ်ဘူးတိုးတော်လည်းပဲတချို့ကိစ္စတွေမှာသူ့ကိုကြီးပဲအပြစ်တင်တာထက်သူ့ကိုကြီးပဲအပြစ်တင်တာထက်ပေါ့ကိုယ့်ရဲ့အရှိတရားကိုမြင်အောင်ကြည့်ရမယ်ဆိုတဲ့ဟာကိုထောက်ပြချင်တယ်NUG ဟာတိုင်းရင်းသားတွေကိုပါဝင်အောင်မစီလုံးနိုင်ဘူးဆိုတော့ပြောကြားချက်ကတော့အကုန်လုံးတော့မမှန်ဘူးဗျသူစီလုံးဖို့ကြိုးစားတယ်သူရဲ့စီလုံးမှုမအောင်မြင်တာကကံရဲ့အကျိုးလည်းပါတယ်ဗျကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံကျွန်တော်တို့မြန်မာနိုင်ငံရေးသမိုင်းတစ်လျှောက်မှာပေါ့နော်ဗမာချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစီယုံကြပြီတိုင်းရင်းသားတွေကလည်းဟုတ်တယ်ဒါဘုံရန်သူစစ်တပ်ကိုချရမယ်ဆိုပြီးပါတော့တယ်ပါတော့ပြီးမှခဏနေလမ်းဆုံးတော့ထမင်းဝိုင်းမှာကိုကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ်အလုတ်သမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှထမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့အခုအချိန်မှာကြတော့သူ့နောက်ကိုအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲဟိုပါပေါ့ဘိုက်ကြီးပြီးကြံခဲ့မှာပေါ့ဗျာအဲ့လိုမျိုးတန်တရားတွေဒွိဟာတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်ကရှေ့ကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမားတွေစေတနာမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်အခဲရှိတယ်ဒီဟာအခက်အခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူးဒီဟာတွေကိုကျွန်တော်တို့ကသိပြီဆိုရင်ငါတို့ကအရင်လိုမျိုးလုပ်လို့တော့မရဘူးဂတိတစ္ဆာရှိရမယ်ဒီဂတိတစ္ဆာကိုတစ်ခါပြင်ထမင်းစားသလိုမျိုးမဟုတ်ဘဲနဲ့ဒီဟာကိုတည်တော့ရမယ်ဒီအစဉ်လာကိုတည်ဆောက်ရမယ်ဂတိတစ္ဆာနဲ့မေတ္တာတရားတွေရောကျွန်တော်တို့ရဲ့ဒီကံတရားတွေကိုတကယ်အကုန်လုံးနဲ့ပူပေါင်းစည်းပြီးမှထုစစ်မယ်ဆိုတဲ့ဟာကိုအလုံးနဲ့တက်တွေကိုတဖြည်းဖြည်းချင်းပြရမယ်စိတ်ရှည်ရမယ်တော်လန်ရေးကိုမနှက်ဖန်ဘာဖြစ်မယ်ဆိုပြီးမှ false promise တွေနဲ့ပြည်သူကိုလှုံ့ဆော်နေတာထက်ငါတို့ဒီဟာဒီလောက်လုပ်ခဲ့ပြီးဒီဟာတွေကြောင့်မှားခဲ့တယ်ရှစ်ဆက်ပြီးလုပ်ရမယ်ဥပမာပြည်သူကတော်လန်ရေးဆင်နွှဲတယ်ဆိုတော့နိုင်ငံတိုင်းမှာပင်ပန်းတာပဲဆီးရီးယားတော်လန်ရေးမှာလည်းအခုစကားမနလန်ထတယ်လို့မျိုးထက်တောင်ပိုပြီးမှခိုင်မာတဲ့တန်တမန်ရေးနိုင်ငံရေးသူထူထောင်လာတာပဲဒါမဲ့ဝုန်းဆိုရုပ်တရက်ကြီးနဲ့မျက်လက်ပြတယ်လို့မျိုးသူလည်းဘယ်နိုင်ငံထက်ပြီးတော့တာပဲဆက်လို့မျိုးဒါကြောင့်ပြည်သူတွေအနေနဲ့လည်းဒီစကားမနလန်ထလာတာကိုအရင်လဲစိုးရင်ကြာမလိုပါဘူးတိုးတော့တစ်ဖက်မှာတတိထားရမယ်ပေါ့နော်တတိထားရမယ်ဒါကဒီတရုတ်နိုင်ငံကနေစကားမကိုတန်တမန်ရေးရအတိမတ်ပြုမှုတွေကအရင်ထက်ပိုပြီးမှပေါ်ထင်ရှိလာတယ်ဆိုတာကစောစောပြောတယ်လို့မျိုးဘသူမဆိုကိုယ့်ရဲ့အကျိုးစီးပွားကိုဘို့ပြုပြီးစဉ်းစားတာပဲဒီနေရာမှာကျွန်တော်တို့ထက်တွက်မြင်ကွင်းထဲမှာထည့်ရမှာကအိန္ဒိယလည်းမလုပ်လဲဆိုတော့အိန္ဒိယလည်းအခုချိန်မှာစကားမတွေကိုဖိတ်ခေါ်ပြီးမှဘလူးနေတာပဲလေစကားမ120အိန္ဒိယတော်လာအိန္ဒိယ120စကားမကိုလာလိုက်ကျန်တဲ့နိုင်ငံတွေကလည်းသူ့ကိုနောက်ဖေးပေါက်ကနေဝင်ပြီးမှကျွန်တော်တို့ကြားမိသလောက်တချို့နိုင်ငံကြီးတွေရဲ့တန်တမန်တွေလည်းအိမ်ဦးကျန်းပြင်တချို့နိုင်ငံတွေမှာတွေ့နေတဲ့ကိစ္စတွေလည်းရှိတာပဲနိုင်ငံတိုင်းကစက်ပုံခုတ်ပြီးမှလည်း
သူ့အကျိုးအတွက်နိုင်နေကြတာပဲဒါတွေကိုကျွန်တော်တို့အရှိတရားကိုသိရမယ်ပြီးမှငါတို့ကဘယ်နိုင်ငံကမဆိုသူ့အကျိုးစီးပွားကိုအာမခံပေးနိုင်တဲ့ actor ကိုလက်တွဲမှာပဲဒါကြောင့်ကျွန်တော်တို့ကသူ့အကျိုးစီးပွားကိုကျွန်တော်တို့ကစိန်ခေါ်ပြီးမှကိုမလုံနိုင်တဲ့အင်အားတွေကိုသူများကိုလက်ညှိုးထိုးအပြစ်မြင်မလားကိုကလိမ့်မာနဲ့ဒီကိစ္စတွေကိုမဟာဗျူဟာချတဲ့အချိန်မှာရောအကောင့်ထဲပေါ်တဲ့အချိန်မှာရောမမှားအသင့်တဲ့အမှားတွေပေါ့တချို့ကိစ္စကတော့သဘောတရားအဖြစ်မှန်တယ်ဒါပေမဲ့ကို့အကျိုးစီးပွားအတွက်အရန်ထိခိုက်တယ်အဲ့ဒီလိုအနေအထားတွေမှာကိုကမပြောသင့်တာကိုမပြောဖို့လိုတယ်မမှားသင့်တာကိုမမှားဖို့လိုတယ်ရန်သူနဲ့စစ်တိုက်တဲ့အချိန်မှာရှုံးနေချင်းတွေကဘယ်ကလာလဲဆိုတော့ရန်သူကကိုယ့်ကိုတိုက်လို့လာတာထက်ကိုကဆုံးဖြတ်ချက်အမှားတွေမပြောသင့်တဲ့စကားတွေကိုပြောတဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်ပိုပြီးထိခိုက်တာကျွန်တော်တတိထားမိတာပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံရဆိုရင်ဒါကြောင့်ပြောသင့်သလားမပြောသင့်ဘူးလားဆိုတဲ့ကိစ္စတွေပြီးမှဒီအလုပ်ဟာကိုမှားလိုက်တဲ့အမှားရန်သူတိုက်တဲ့ထိခိုက်မှုထက်ပိုဆိုးတယ်ဒီဟာတွေကိုကျွန်တော်တို့တတိထားဖို့လိုတယ်ဒါကြောင့်ဒီတရုတ်ကနေအတိမတ်ပြုလာတယ်ဆိုတာထက်အိန္ဒိယကရောအတိမတ်ပြုတာပဲတခြားအနောက်နိုင်ငံတန်တမန်တွေရောစကားမရဲ့အစည်းအဝေးတွေအတွက်ရည်ရွယ်ကောက်ပွဲအတွက်ဗန်ဒါငွေတွေလည်းထောက်ပံ့နေတာပဲဆိုတော့ဒါဟာမြင်သာထင်သာရှိတာကတရုတ်ကနိုင်ငံတကာရဲ့အခင်းအကျင်းတွေအားပြိုင်မှုတွေသူ့မှာလည်းသူ့မှာရှိမှာပေါ့ဗျာကျွန်တော်တို့ကတော်လိုင်းရေးအုပ်စုတေးသေးလေးတွေဆိုတော့ထိုင်ဝမ်အကြောင်းတို့ဟိုဟာတွေကောက်ပြောနေလေကြီးမိုးကြီးဖြစ်မှာဆိုလို့ထည့်ပြီးတော့မပြောတော့ဘူးဒါပေမဲ့ဒါကလူတိုင်းနားလည်ထားတဲ့ကိစ္စပဲဆိုတော့ဒီဟာတွေစိုးရိမ်မှုတွေရှိတဲ့အတွက်သူကလည်းသူ့အလုပ်သူလုပ်တဲ့ကိစ္စကိုကဒါကိုမြင်ပြီဆိုရင်စိုးရိမ်စိတ်တစ်ခုတည်းကိုကြည်တာထက်ငါရှုံးတော့မလားဆိုတဲ့ဟာထက်ကိုလှုပ်တဲ့ဟာကိုမရက်မနာတော့လှုပ်ရမှာပဲဟုတ်ကဲ့အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်အကျိုးစီးပွားကိစ္စကိုပြောသွားတယ်အဲ့တော့ခုနကအနောက်နိုင်ငံတန်တမန်တွေရောအရှေ့နိုင်ငံတန်တမန်တွေရောအိန္ဒိယရောထိုင်းရောတရုတ်ရောဒီစစ်ကောင်စီနဲ့စကားမနဲ့ဆက်သွယ်တာတွေ legitimacy တရားဝင်မှုကိုပို့ပြီးတော့ခိုင်မြဲအောင်လုပ်ပေးတာတွေပေါ့နော်တန်တမန်ရေးအတိမတ်ပြုမှုနဲ့